power query မှာ data preprocessing လုပ်မဲ့အဆင့်လေးတွေစမ်းကြည့်အောင်နော်ဆိုပါစို့တို့မှာအခု column 6ခုရှိတယ်ဥပမာတို့ကဒီ order id ကိုဖြုတ်ချင်တယ်ဆိုတော့ right click ထောက်လိုက်မယ်ပြီးရင် remove လုပ်လိုက်ဒါဆိုဒီ column ပြုတ်သွားလိမ့်မယ်နော်တို့လုပ်တဲ့အဆင့်တိုင်းအတွက်ဒီဘက်မှာတွေ့ရလိမ့်မယ်အဲ့တော့ပထမဆုံး remove column လုပ်လိုက်ပြီပြီးရင်တို့တွေ view တွေက column quality ဆိုတာရှိတယ်အဲ့ဆိုရင်ဒီ data မှာ empty ပါနေတယ် null value ပါနေတယ် 1% ပါတယ်အဲ့တော့ error ပါနေတဲ့ဟာတွေလည်းရှိတယ်အဲ့တော့ဒီကောင်တွေမှာဘာလို့ error ပါနေတာလဲဆိုပါစို့ quantity order ကတို့ဒီမှာ data type အရဆိုရင် integer ဖြစ်နေမှာတို့ရဲ့ဒီ quantity order မှာ column heading တွေပြန်ပြီးပါနေတဲ့ပြဿနာတွေရှိတယ်နော် quantity order ဟာ integer ဖြစ်ရမယ့်နေရာမှာ heading ကပြန်ပါနေတဲ့အတွက် error တက်သွားတာအဲ့တော့တို့ကဒီလို heading ပြန်ပါနေတဲ့ column တွေကိုဖြုတ်ချင်တယ်အဲ့တော့ဆိုလိုတာ error column တွေကိုဖြုတ်ချင်တယ်ရတယ်ခုနလိုပဲ right click ထောက်လိုက် remove error အဲ့ဆိုရင် error မရှိတော့ဘူးနော်ဒါဆိုနောက်တစ်ခုမှာတို့တွေဘာကြံသေးရလဲဆိုရင် null value တွေကြံနေတယ်အဲ့တော့ null တွေကိုပဲ filter လုပ်ချင်တယ်ဆိုရင်ဒီမှာ null ကိုပဲ filter လုပ်ကြည့်လိုက်အဲ့တော့ null တွေအများကြီးထွက်လာပြီနော်58 row null ပေါင်း58 row ပါတယ်အဲ့တော့အဲ့ null တွေဟာအရေးမကြီးဘူးလို့ထင်တယ်ဆိုရင်ဖြုတ်ချလိုက်လို့ရတယ်နော်အဲ့တော့ filter လုပ်မယ်ခုနလိုပဲ select all မှာတို့က null ချန်ပြီးတော့ကြံတဲ့ဟာကိုအကုန်ယူလိုက်မယ်ဒါဆိုရင်တို့ table မှာ product ရှိတယ် quantity order ရှိတယ် price ရှိတယ်အဲ့တော့ quantity order နဲ့ price နဲ့မြောက်ပြီး column အသစ်လိုချင်တယ်ဆိုပါတော့နော်အဲ့တော့ add column ခေါ်လိုက်မယ် custom column ယူလိုက်မယ်အဲ့တော့ဒါလေးက total ဆိုပါတော့ quantity order နဲ့ price နဲ့ကို double click လိုက်နော်အဲ့တော့တို့တွေ okay အဲ့ဆိုရင်ဒီမှာ total ထွက်လာပြီအဲ့ total ရဲ့ data type ကိုတို့ပြောင်းခြင်းတယ်ဒါလေးကို click လိုက်မယ်အဲ့တော့တို့ decimal နေမဲ့ထားမယ်ဆိုရင် decimal ကိုရွေးပြလိုက်အဲ့တော့တို့ခုနကလုပ်သွားတဲ့အဆင့်နေနော်ဒီမှာ column တွေကိုတို့ဖယ်တဲ့ဟာရှိတယ် error ဖယ်တာရှိတယ် filter row ကို filter နားတွေကိုဖယ်ချလိုက်တာနောက်က column အသစ်တက်တာပြီးရင်အဲ့ column ရဲ့ data type ကိုချိန်တာ